ပြီးမှဆိုရင်လေမွေးကိစ္စကနေပြီးတော့15-16အရွယ်အထိကွာ quality အကောင်းပိုင်းအထည်တွေဖက်နှက်တွေအုတ်ထုပ်တွေမြက်မှန်တွေလွယ်အိတ်တွေရေဝူးရောတနေရာကြီးမှာကိုစုံရရင်နော်မိုက်တယ်စုံရရင်ဟဲ့ဒီမှာလာတော့ဝယ်ဝါသားချီတာအေးလေးအင်ကြီးလေး ဟုတ်တာပဲ ဝှချင်စီရလေး ညာလေခုမှကလေးလှုပ်ချင်နေသေးတယ် ခလေးပဲဟာချွန်းလေး လာဝယ်တက်ကြည့်အောင် အေးပါမယ် ဟဲ့ဖက်နှက်လေးကလည်းအစုံပဲဟဲ့အစွတ်လေးတွေရောကျိုးတိုင်းလေးတွေရောခွင်းစွတ်လေးရောအစုံပဲကြည့်စရာလေးဒီဇိုင်းတွေကလည်းစုံပဲနော် စီးချင်စီရလေးတော့ကြည့်ချစ်စီရ နေရာတငယ်ပြိုင်းနေရလား ဟိုလေးစီးချင်စီရလေးလေ ကြည့်အောင်ဇိုင်းကလည်းစုံပဲ ဒါလေးယူခဲ့မယ် ဟဲ့ဟိုကမှလွယ်လေးလည်းလိုက်အဲ့ကြည့်အောင် ချစ်ပြီဘာသာတော့ လွယ်လေးကလည်းဒီဇိုင်းစုံနေချစ်စရာလေးနော်မ ဟုတ်တယ်ညီမလေးဒါလေးဆိုရင်လည်းတွားလေလွယ်လိုက်ရင်လည်းတွားကြောမနာဘူးစစ်တွေလည်းကောင်းတယ်အသားရည်လည်းကောင်းတယ်အတွင်းထဲကဆိုရင်လည်းတွားမိုးကသားနဲ့လေအထူမိုးကသားအထူနဲ့လုပ်ပေးထားမလို့တော်ရုံရည်လည်းမဆိုလွယ်ဘူးညီမလေး ဟုတ်အကန့်နေလည်းအများကြီးပဲပါတယ် ပါတယ်ဒါဆိုရင်ဟို A4 size လောက်ထိဆန့်တယ်ညီမလေး quality ကတော့ကောင်းတယ် ဟဲ့အငယ်ကောက်ကဝယ်သွားရမှာနော် ဟုတ်ကဲ့ဝယ်သွားမယ် သူကဒီလိုရေးစုံတရားစိတ်လား ဝယ်သွားချင်တယ် ဇိုင်းလေးကလည်းအမတော်တော်ဆုံးနေနော် ဟုတ်တယ်အများကြီးရှိရဲအဲဆိုရင်10နှစ်ကျော်လောက်ထိ10တန်းလောက်ထိလွယ်လို့ရတယ်ညီမလေးမူချိုဆိုင်ကနေစပြီးတော့ရှိရဲ ဟုတ်မိုက်တယ်ဟဲ့ရေဘူးလေးလည်းရှိရတော့နင်မနေ့ကမှကြားမှာရေဘူးကွက်ထားမှာလားဒီမှာရေဘူးလေးလည်းရှိရ ချစ်စီရလေးတေးသေးလေးလို့စီရ ဒီအောင်ခါလေးလည်းစုံနေချစ်စရာလေး ဘောတက်ခေါင်း အေးဟုတ်တာပဲကောင်းကလေးအေးအင်းတော့ဆိုဝယ်လို့ရရင်နော်သူကခေါင်းဝင် crazy ဆိုတော့လေအပန်းရောင်လေး ဒီမှာအနီးလေးလား အပန်းရောင်လေးဝေးချစ်စရာလေးစင်တူလေးရောရှိရနော် ဟဲ့ဝယ်တာဝယ်နေအိမ်တော့ကြက်နေလို့လောက်မှာတော့ အေးဟုတ်တာနော်မတွင်ဘယ်လိုလုပ်မလဲ ရတယ်ညီမလေးအဲ့တော့ညီမလေးစိတ်မပူနဲ့တိလားတကယ်လို့ size အဆင်မပြေဘူးဆိုရင်3ရက်ကနေ5ရက်တွင်အမားတို့ဆိုင်ရနေပြီးလဲပေးပါတယ်ရှင် အော်အဲ့ဆိုမိုက်တာကိုကတ်တီပဲဝဲတိုင်းမှာပြောတော့လာလဲလို့ရအဲ့ဆိုရွှေပြီးမှဒီ pink လေးတစ်ခုလိုက်နော်အပေါ်မှာယောက်ျားလေးဝတ်လေးလည်းရှိရပဲ ရှိရညီမလေးတို့ရက်တရပြေးကနေပြီးတော့5-6နှစ်လောက်ထိကုတ်အဲ့လိုကုတ်ဝမ်းဆက်လေးလည်းရှိရနောက်ကောက်ဝမ်းဆက်လေး ချစ်စရာလေးအေး ဒါလေးဆိုအဆုံးပါပြီးသားလေညီမလေး ငကတိုင်လေးတွေ အတွင်းကုတ်ပြင်ကုတ်ဖြူနဲ့တိုင်ပေါင်းပြီးအဆုံးပါပြီးသား တွဲရပေါ့နော် ဟုတ်တယ်အဆုံးလိုက်လေးတွေပဲ ကာလာဆောင်လည်းရှိရနော် ဟုတ်တယ်ဒါလေးဆိုလည်းတစ်ဆက်သေးလေးပဲရက်တရပြေးကနေတစ်နှစ်ကျော်လောက်ထိရတယ်ညီမလေး အော်ဟုတ်မှာဟုတ်ကဲအခုလိုမျိုးကလေးပစ္စည်းကိုတနေရာတိုင်းမှာစုံစုံလေးလေးလိုချင်နေဆိုရင်တော့မတ်တလေးမျိုး62လမ်း130-131မှာဖွင့်လှစ်ထားရဲကျူပေးပြီးတော့ခုပဲလာခဲ့လိုက်တော့နော် အညာလာခဲ့လိုက်ကြတော့နော် ဒီမှာသားများတော့အကုန်လိုချင်တယ် ချစ်စီရ Encontré el patito Juan en la esquina del zaguán. Encontré el patito Juan en la esquina del zaguán. Y me dijo ven que vamos a charlar, un consejo sano yo te voy a dar. Y me dijo ven que vamos a charlar, un consejo sano yo te voy a dar. Obedece a tu papá. No. Obedece a tu mamá. A mi mamá también. Y si lo haces el Señor, ¿Qué va a pasar? ¿Qué va a pasar? larga vida te dará. Mira vos. Obedece a tu papá. De vuelta. Obedece a tu mamá. Bueno. Y si lo haces el Señor,